အဲ့ကျူးနေလာရန်ကိုတဘောကြပါတယ်ပေါ့နော်ဟိုအီကျူကောင်းဖို့ကတော့ကျွန်တော်တို့ဖြည်းဖြည်းချင်းပြုပြင်ထိမ့်သိမ်းသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့အိုင်ကျူကောင်းတာကတော့ငိုရပါညံကောင်းတဲ့သူတွေတော့ထဲလဲကြည့်တယ်ဒါကြောင့်မို့လေကျမတို့ဒီတရားဓမ္မသွားတင်တဲ့အခါတရားတပုတ်ပြီးတိုင်းလေကျမတို့တင်တဲ့ဆရာတော်ကနေပြီးတော့ဆူတောင်းမြစ်တာလေးဆူတောင်းစကားလေးတစ်ခုကျမတို့ဆူတောင်းကြတယ်ပေါ့နော်တပည့်တော်တို့ဒီဉာဏ်စွမ်းရှိသလားပါရမီရှိသလားသင်ရခြင်းချက်မဲ့ရခြင်းဖြည့်ဆိုရခြင်းဤကောင်းမှုများကြောင့်တပည့်တော်တို့ဒီပညာအရာမှာကြီးတော့ပညာအရာမှာကြီးမြတ်တော်မူလာတော့ရှင်သာရိပုတ္တရာမထေရကြီးကဲ့သို့ကောင်းကင်ကမိုးဆက်မိုးပေါက်တို့ကိုတခဏအတွင်းကြီးတွက်နိုင်တော့ပညာအရာများနဲ့အတူတကွပြည့်စုံသောပညာမျိုးကိုရရှိနိုင်ပါစေတာတဲ့အဲ့ဒီစုတောင်းလေးကိုလေဒီမှာအရန်ကြိုက်တယ်ဒီမှာလေးညံ့အရန်ကောင်းချက်အဲ့တော့ဒီမှာတော့သူဆက်ပြောထားတာအီကျူကောင်းမှုအတွက်၄ချက်ရှိတယ်ပထမဆုံးတစ်ချက်ကတော့ set awareness ပေါ့နော်အဲ့ဒါကကိုယ့်ကိုယ်ကိုအသေးချာချာသိဖို့လို့လေကိုယ့်ရဲ့ခံစားချက်ကိုအတိအကျနဲ့ကောင်းကောင်းသတိထားပြီးရမယ်တဲ့ငါဘာလို့ခံစားနေရလဲပေါ့နော်ငါဘလို့ emotion တွေဖြစ်နေလဲငါဘာလုပ်ချင်တာလဲငါဘာပြောချင်တာလဲဒါတိတိကျကျလေးကိုယ့်ကိုတတိထားရမယ်တဲ့ဟိုတချို့တွေကရှိတယ်တဲ့နော်အပြုတ်မှုအပြောဆိုဆောင်ရွက်ချက်တွေအများကြီးပုံမှာဒါတွေတက်ရောက်တယ်တချို့တွေကကြတော့လေဟိုအဲ့လိုတွေဖြစ်နေတိုင်းကိုယ်စိတ်အစင်မပြေတိုင်းပေါ့ဒေါသဖတ်နေတိုင်းတခြားသူပေါ့ပွားပြီးတော့ဟိုဘယ်လိုပြောမလဲအကျိုးမရှိတဲ့မှားယွင်းတဲ့တုံ့ပြန်မှုတွေလုပ်တတ်ကြတယ်ပေါ့နော်ပြီးနောက်တစ်ခုကြတော့တစ်ခုခုဖြစ်တိုင်း social media ပေါ်မှာ post တွေတက်ပြီးရေးတင်နေတာမျိုးရအစင်မပြေနိုင်ပါဘူးတဲ့ဟုတ်တယ်နော်ကျမကလည်းမကြိုက်ဘူးပေါ့နော်ဥပမာတချို့တွေဆိုအိမ်အောင်ချင်းတွေဆိုရင်တော့ချက်လိုက်ကြပြန်ပြီးတော့မုန်းလိုက်ကြပြန်ပြီးအဲ့လိုပြင်နေရတယ်လေအဲ့ဒါတွေကတော့မကြိုက်ဘူးပြဿနာတစ်ခုဖြစ်ပြီးဆိုရင်ကာယကံရှင်ရဲ့ကိုရဲ့ကိုနဲ့ပတ်သက်တဲ့သူတွေဒါတွေပေါ့ကာယကံရှင်ကိုရဲ့သူကိုနဲ့ပတ်သက်တဲ့သူရဲ့ကိုမိသားစုအတိုင်းဝိုင်းရတယ်ဟိုဒါဟိုပြဿနာတစ်ခုဝိုင်းဝန်းဖြေရှင်းရမှာဖြစ်တယ်ဟို post တင်လိုက်ပြီးတော့ပြောဘာလို့ဟုတ်တယ်လို့လုပ်လိုက်လို့ဘာညာတာရကတွေကဒါတွေကတကယ်လက်တွေ့မှာကြတော့ဟိုအတုံးမဝင်ဘူးပေါ့နော်အဓိကတော့ဒါကြောင့်မို့ဒါတွေကိုလည်းထိမ့်သိမ်းထားတဲ့လေဒုတိယအချက်နေရကြတော့အဲ့လိုကြည့်ပါပေါ့နော်ကိုယ့်ကိုချိန်ကြည့်တတ်ရမယ် self regulation ပေါ့ကိုယ့်ကိုတည်တည်ချာချာသိရမယ်နော်ကိုယ့်ရဲ့ခံစားချက်တွေအတွေးတွေအပြုတ်မှုအပြောဆိုလောက်ကင်ပုံမျိုးချက်ချင်းတုံ့ပြန်မှုမလုပ်ခဲ့ဘလို့ခံစားချက်တွေကြောင့်ကိုဘလို့ဘာတွေတွေးနေတာလဲဘယ်အတွေးတွေလွှမ်းမိုးနေတာလဲအခုတုံ့ပြန်မှုတွေဘာလုပ်နေကြတာလဲပေါ့နော်ကိုအခုဘလို့တုံ့ပြန်မှုတွေလုပ်နေတာလဲဆိုတာတွေကိုတတိလေးကပ်ပြီးကြည့်တတ်မြင်တတ်ရမယ်တဲ့ကိုပေါ့နော်ပြီးတော့မှခဏလောက်ကိုယ့်ကိုလေဟိုဟာဖြစ်ပြီးတော့ break လုပ်ထားပြီးတော့ကိုယ့်ရဲ့ feeling တွေအတွေးတွေ emotion တွေ action တွေကိုပြန်လေချိန်ရမှာဖြစ်တယ်ဒါဒုတိယအချက်မျိုးတော့ self regulation တတိယအချက်များတော့ကိုကျင်းစာတရားရှိရမယ်တဲ့အီကျူအကောင်းတဲ့သူတွေကကိုကျင်းစာတရားရှိတဲ့တွေပေါ့လို့ရှိကြတယ်တဲ့ဟိုတစ်ဖက်သားကိုလေနားလည်နိုင်စွမ်းရှိတဲ့သူတွေဖြစ်တယ်တစ်ဖက်သားပြောသမျှရင်ဖွင့်သမျှကိုလေဟိုကိုဖြစ်နေတယ်လို့ပေါ့နောက်ဝင်ခံစားပေးတတ်တယ်သူ့ညမှာကိုရှုတောင်းကနေပြီးတော့လေဟိုဝန်ခံစားတတ်တယ်ဂရုဏာထားတတ်တယ်စိတ်ပိုင်းဆိုင်ရာခံစားချက်တွေလုံခြုံမှုလည်းညှိပြီးပေးနိုင်တယ်တဲ့လိုအပ်တဲ့အထောက်ပံ့တွေကောင်းပြီးလည်းပေးနိုင်တယ်အဲ့တော့ personal life ကိုဖြစ်တဲ့အခါမှာ relationship တွေတည်ဆောက်တဲ့အခါမှာမိသားစုတငယ်ချင်းလို့ပေါ်ကိုင်းပြီးပေါင်းသင်းဆက်ဆံရေးတွေထူထောင်တဲ့အခါမှာ professional life ကိုရှောင်လန်းတဲ့အခါလုပ်ငန်းအတူတကွပေါင်းသင်းပူးပေါင်းဆောင်မှုတင်းဝေါ်တွေလုပ်တဲ့အခါအဆရှိတဲ့ကိစ္စရပ်တွေမှာအကောင်းဆုံးရလဒ်တွေရရှိနိုင်ဖို့ကတော့အပေါ်ဆော့ဆော့ပြောရဲ၃စင်လုံးကအရေးကြီးပါတယ်တဲ့ပထမတစ်ချက်ကတော့ပါလေကိုယ့်ကိုတည်တည်ချာချာတည်နာလေရမယ်ကိုယ့်ကိုထိန်းရမယ်အဲ့ဒါကိုကျင်းစာတရားရှိရမယ်ဟို level လေးချက်ကတော့လူတိုင်းပြီးထားပြီးသားဖြစ်တဲ့ပေါ့နော် social skill ကောင်းရမယ်ပေါ့ social skill ကောင်းရမယ်ဆိုတဲ့အခါကျတော့အခြားသူတွေနဲ့ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေးပြီးဆောင်နိုင်တာထိထိရောက်ရောက်ပြောဆိုတတ်တာဘာသာမတူလူမျိုးမတူရှင်ချင်းမှုမတူတဲ့လူမှုအတိုင်းဝန်းပေါင်းဝန်းကျင်အခြေအနေမှာလူတွေနဲ့ပတ်သက်တဲ့ကိစ္စအဝါကောင်းကောင်းကိုက်တဲ့ဖြည့်ရှင်းဟန်တယ်လုံနိုင်တာစတာတွေပါပါတယ်တဲ့အဲ့တော့ social skill အားကောင်းလာပြီဆိုရင်လူအများနဲ့ကောင်းမှုနဲ့ relationship များပြီးဆောင်နိုင်ရမှာဖြစ်ပြီးအားကောင်းဖို့ဆိုရင်တော့အပြောဆိုအရေးသားလူပုံကိုင်မျိုးရှင်းလင်းပြတ်သွားအောင်ကိုယ်အမူအရာနှုတ်အမူအရာယဉ်ကျေးပညာရှိရပါမယ်နားထောင်နိုင်စွမ်းအားကောင်းတဲ့သူတွေလည်းဖြစ်ရမှာလေကိုကြီးပဲပြောနေမှာမဟုတ်တဲ့ဖတ်သားပြောတာကိုလည်းနားထောင်ပြရမယ်ပေါ့နော်အသိပညာဘုဒ္ဓကျေဝါကလူများကြားမှာလိမ္မာပန်းနဲ့စွာနေထိုင်ပြုမှုပြောနိုင်စွမ်းတွေလည်းရှိရပါမယ်လူသဘောလူမနှောကိုသိပြီးကာလဒေတာအချိန်အခါအလိုက်လူပုဂ္ဂိုလ်အလိုက်ဆောင်ရွက်ဆောင်ရွက်များကိုလည်းအကဲခတ်နိုင်တာပြုမှုတတ်သူများလည်းဖြစ်ရပါမယ်ဓမ္မသာလူတော်တော်များများနဲ့အဝင်ခွင့်ကြပေါင်းသင်းဆက်ဆံနိုင်မှာဖြစ်တယ်တဲ့ဒါလို့ဆိုရင်တော့တဲ့အထက်ကပြောပြထားတဲ့အီကျူနဲ့ပတ်သက်တော့အချက်အားလုံးဟာအမြင်ကြီးရန်ရှောက်လန်းတဲ့အခါအရေးကြီးလိုအပ်ချောင်းနားလေတော့ပေါက်ကြပြီးထင်ပါတယ်တဲ့တကယ်လို့ကို့မှာမရှိသေးဘူးဆိုရင်ဒီအဆင့်၄ဆင့်ကိုဖြည်းဖြည်းချင်းပြုစုပြောထားအောင်ဖြည့်ချင်းရမှာဖြစ်ပါတယ်တဲ့ဒါကတော့ဒီ site ကနေပြီးတော့အောင်မြင်မှုအတွက်အီကျူတဲ့